ကျွန်တော်အနေနဲ့လောကကြီးကိုရှုမြင်သုံးသပ်တဲ့အခါမှာပဲဖြစ်ဖြစ်လူတွေကိုအပေါ်မှာရှုမြင်သုံးသပ်တဲ့အခါမှာပဲဖြစ်ဖြစ်ပတ်ဝန်းကျင်အဖွဲ့အစည်းတွေကိုရှုမြင်သုံးသပ်တဲ့အခါမှာပဲဖြစ်ဖြစ်မိမိကိုယ်ကိုယ်ရောရှုမြင်သုံးသပ်တဲ့အခါမှာပဲဖြစ်ဖြစ်အမြင်နှစ်မျိုးရှိပါတယ် positive thinking နဲ့ negative thinking ကောင်းမြင်တဲ့စိတ်နဲ့ရှုမြင်ပြီးသုံးသပ်လိုက်တဲ့အခါရှိတယ်လို့အဆိုးမြင်တဲ့စိတ်နဲ့ရှုမြင်သုံးသပ်လိုက်တဲ့အခါလည်းရှိပါတယ်အဆိုးမြင်တဲ့စိတ်နဲ့ရှုမြင်ပြီးသုံးသပ်လိုက်တဲ့အခါထွက်ပေါ်လာတဲ့ရလဒ်နဲ့အကောင်းမြင်စိတ်နဲ့ရှုမြင်ပြီးတော့သုံးသပ်တဲ့အခါထွက်ပေါ်လာတဲ့ရလဒ်မတူပါဘူးမိမိလုပ်နေတဲ့အလုပ်တွေပေါ်မှာရောပတ်ဝန်းကျင်ပေါ်မှာရောလောကကြီးပေါ်မှာရှုမြင်သုံးသပ်တဲ့အခါအမြဲတမ်းအဆိုးမြင်တဲ့စိတ်နဲ့အဆိုးမြင်ဝါဒနဲ့ရှုမြင်သုံးသပ်နေသူဟာစိတ်ပျော်ရွှင်မှုလည်းမရရှိသလိုမိမိကိုယ်ကိုယ်လည်းစိတ်ပျော်ရွှင်မှုမရှိသလိုပတ်ဝန်းကျင်လောကကြီးပေါ်မှာမိမိအလုပ်တွေပေါ်မှာလည်းစိတ်ပျော်ရွှင်မှုမရှိဘူးရလက်ကောင်းနေလည်းထွက်မလာဘူးအကောင်းမြင်စိတ်နဲ့ရှုမြင်သုံးသပ်သူဟာထွက်လာတဲ့ရလက်ဟာလည်းရလက်ကောင်းနေထွက်ပေါ်လာစေပါတယ်တို့ကြောင့်မိမိအပေါ်မှာပဲဖြစ်ဖြစ်မိမိလုပ်ငန်းမှာပဲဖြစ်ဖြစ်မိမိမိသားစုပေါ်မှာပဲဖြစ်ဖြစ်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်လောကကြီးပေါ်မှာပဲဖြစ်ဖြစ်အကောင်းမြင်တဲ့စိတ်နဲ့ရှုမြင်သုံးသပ်ပြီးတော့ရှေ့ဆက်ပြီးရှောက်လန်းနိုင်ကြပါလိမ့်ခင်ဗျာ